မင်္ဂလာပါဇလန်းလေးရဲ့အစမှာတော့ကျွန်တော်တို့ရဲ့ဇက်လိုက်ကြော်ကြီးရန်ခိုင်းနဲ့စတင်ထားပါတယ်ရန်ခိုင်းကဂိုင်းဝင်ဝင်ဆက်သက်ပွဲမှာအရှုံးညစွာနဲ့ရင်ဆိုင်နေရပါတယ်ထို့အချိန်မှာဂိုင်းရဲ့အကြီးကဲတူရောက်လာကြီးရန်ခိုင်းကအားနေတဲ့ရုပ်တွေနဲ့မူဖွာလာတာကြောင့်လေ့ကျင့်မှုမကျင့်နိုင်မှုတောင်းကိုကျင်းဆင်းသွားတာပိုကောင်းမယ်လို့ပြောကြားခဲ့ပါတယ်ရန်ခိုင်းကအခွင့်အရေးပေးဖို့တနာခန့်တဲ့အတွက်အကြီးကဲကဂိုင်းရဲ့နေစဉ်အလုပ်တွေကိုလုပ်ကြည့်အဆင့်ကတက်ကြည့်လုပ်ရင်ပြောကြားခဲ့ဒီ၃နှစ်အတွင်းခန္ဓာကိုယ်အဆင့်၃ကိုမကြော်ချက်နိုင်ဂိုင်းကဘယ်ထုတ်နေဘူးပြောကြားခဲ့ပါတယ်ရန်ခိုင်းကအဆင့်၃ကိုမကြော်ချက်နိုင်ဘာမှမတောင်းဆိုတော့ဘူးဟုအကြီးကဲကိုကတိပေးခဲ့ပါတယ်ရန်ခိုင်းကအဆင့်၅ကျွတ်တင်ခြင်းနဲ့ရှင်းပြခဲ့ပါတယ်အစာပိုင်းမှာရန်ခိုင်းရဲ့တိုက်ခိုက်မှုတွေကကျွတ်တင်ခြင်းအပေါ်တိုက်ရိုက်မှုမရှိဖြစ်နေခဲ့ပါတယ်ရန်ခိုင်းကဇက်တိုက်ပဲခံနေခဲ့ရကြီးမှောက်နေခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်လူရဲ့အားနည်းချက်ကိုတွေးရှိသွားတဲ့အတွက်ကြောင့်အာတင်းကြီးကြံထကတိုက်ခိုက်ခဲ့ပေမဲ့လေအစိမ်းကကြမှုကြောင့်တစ်ဖက်လူရဲ့လွှမ်းမိုးမှုပဲခံနေရပါတယ်ရန်ခိုင်းကအရှုံးမပေးပဲလဲကြတန်းကြံထနေခဲ့ပါတယ်ရန်ခိုင်းကသတိလေးကြီးတဲ့အချိန်မှာဂိုင်းသားတစ်ယောက်ကနှိမ့်ဆက်ဖို့ကြံစီတဲ့အတွက်ဆရာတူမကဝင်ရောက်၍ကူညီခဲ့ပါတယ်ရန်ခိုင်းကိုဆရာတူအမကတစ်ပင်အနာမှာထားခဲ့ပြီးစစ်ပလေးတပလင်ပေးခဲ့ပါတယ်ရန်ခိုင်းကနေဝင်ကနီးမှာနိုးလာကြီးသူ့ကိုကူညီခဲ့တဲ့သူကိုတယောက်တည်းကျေးဇူးတင်စကားပြောရင်အငြင်းတန်းအကြိုက်ခဲကြောက်စီတွေပေးကြီးကူညီတဲ့သူကိုတွေ့ကျင်နေခဲ့ပါတယ်တနေ့ကျရင်ပွဲကြီးမှာသူအောင်ပွဲခံနေတာကိုကျေးဇူးရှင်ကြီးညင်ရမယ်လို့အတင်းကအင်ဂျင်လိုင်းဇလန်းလေးလည်းဆုံးသက်ထားပါတယ်